အားလုံးမင်္ဂလာပါခင်ဗျာ SSK Tech YouTube Channel Facebook Page နဲ့ TikTok Account ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာမိတ်ဆွေတို့ကိုမျှဝေပေးသွားမှာကတော့ဖုန်းအသုံးပြုနေရင်လည်းခဏခဏတက်လာတတ်တဲ့ကြော်ညာလေးတွေ software တစ်ခုခုကိုဝင်တိုင်းမှာခဏခဏတက်လာတတ်တဲ့ကြော်ညာလေးတွေကိုဘယ်လိုပိတ်ထားရမလဲဆိုတဲ့နည်းလမ်းလေးကိုဒီဗီဒီယိုလေးမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ Okay ပါဒီနည်းလမ်းလေးကိုလုပ်ဖို့အတွက်ဆိုရင်တော့ကိုယ့်ရဲ့ဖုန်းထဲက setting software လေးတွေကိုဝင်ပေးလိုက်ပါခင်ဗျာsetting လေးတွေကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ setting ရဲ့အပေါ်မှာရှိတဲ့ search bar လေးမှာကျွန်တော်တို့အနေနဲ့ရိုက်ရှာပေးရပါမယ်ဘယ်လိုမျိုးရိုက်ရှာရမလဲဆိုရင်တော့အင်္ဂလိပ်စလုံးအကြီးစလုံးလေးနဲ့ DNS ဆိုပြီးတော့ကျွန်တော်တို့အနေနဲ့ရိုက်ရှာပေးလိုက်ပါခင်ဗျာ Okay ပါ DNS ကိုလိုက်ရှာလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့အပေါ်ဆုံးမှာ private DNS လို့ပေါ်လာတယ်ပေါ့နော်အကယ်၍မိတ်ဆွေတို့ရဲ့ဖုန်းနဲ့ကျွန်တော်တို့ဖုန်းနဲ့မတူဘူးဆိုရင်တော့ကျွန်တော်တို့မိတ်ဆွေတို့ရဲ့ဖုန်းမှာကျွန်တော်တို့အောက်မှာလည်းပေါ်ရင်ပေါ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့နဲ့ private DNS ဆိုတာကိုရိုက်ရှာပြီးတော့ဝင်ပေးရမှာဖြစ်ပါတယ်ဆိုတော့က private DNS ကိုနှိပ်ပြီးတော့ဝင်ပေးလိုက်ပါခင်ဗျာပြီးရင်တော့ဒီထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့အမှန်ကြီးလေးကအပေါ်မှာ offer ဖြစ်နေတယ်ဆိုရင်တော့အောက်ဆုံးမှာရှိတဲ့ private DNS provider hostname ဆိုတာကိုကျွန်တော်တို့နဲ့ရွေးချယ်ပြီးတော့နှိပ်ပေးလိုက်ပါဒါဆိုရင်တော့ပြီးရင်တော့ဒီ custom name ဆိုတဲ့နေရာမှာကျွန်တော်တို့အနေနဲ့စာတန်းလေးကိုရေးထည့်ပေးရပါမယ်ရေးထည့်ပေးရမယ့်စာလေးတွေကတော့ဒီမှာပြထားသလိုပဲ dns.adget.com ဆိုပြီးရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဒီလိုမျိုးလေးရိုက်ထည့်ပြီးပြီဆိုရင်တော့ဒီမှာရှိတဲ့ညာဘက်က save ဆိုတာကိုနှိပ်ပေးလိုက်ပါခင်ဗျာ Okay ပါဒီနေရာမှာဆိုရင်တော့ကျွန်တော်ခုန off နေရာမှာအမှန်ကြီးဖြစ်နေတာမဟုတ်တော့ပဲဒီအောက်မှာ private DNS provider hostname ဆိုပြီးတော့အမှန်ကြီးပေးပြီးသွားပြီပြီးရင်တော့ကိုထည့်လိုက်တဲ့စလုံးတွေလည်းတိကျမှတ်ပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့နောက်ပြန်ထွက်ပြီးတော့ကျွန်တော်တို့ရဲ့ setting လေးတွေကနေထွက်လိုက်လို့ရပါပြီဒါဆိုရင်တော့ဒီ setting လေးကိုလောက်ထားလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာ internet ဖွင့်နေတာပဲဖြစ်ဖြစ် internet ပိတ်ထားတဲ့အခါမှာပဲဖြစ်ဖြစ်ခဏခဏတက်လာတတ်တဲ့ကြော်ညာလေးတွေကျွန်တော်တို့ software တစ်ခုခုကိုဝင်တိုင်းမှာခဏခဏတွေ့ရတတ်တဲ့ကြော်ညာလေးတွေကိုကျွန်တော်တို့နဲ့ပိတ်ထားနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ Okay ပါဒီဗီဒီယိုလေးမှာမျှဝေပေးခဲ့တာကတော့ကိုယ့်ရဲ့ဖုန်းထဲမှာခဏခဏတက်လာတဲ့ကြော်ညာလေးတွေကိုဘယ်လိုမျိုးပိတ်ရမလဲဆိုတာကိုကျွန်တော်အနေနဲ့မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်အကယ်၍ဒီနည်းလမ်းလေးနဲ့အဆင်မပြေဘူးဆိုရင်လည်းဒီဗီဒီယိုလေးရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြုပြီးတော့နောက်ထပ်နည်းလမ်းတွေနဲ့လည်းကျွန်တော်အနေနဲ့ထပ်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်Okay ပါဒီဗီဒီယိုမှာမျှဝေပေးခဲ့တာကတော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာခဏခဏတက်လာတဲ့ကြော်ညာလေးတွေကိုမတက်လာအောင်ပိတ်ထားရမယ့် setting လေးတွေကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ Okay ပါဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးနားမလည်တာမချင်းလဲတာရှိရင်လည်းဒီဗီဒီယိုလေးရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ